Hello ကျွန်တော်တော့အထီကင်းမင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့120 FPS လုံနီကိုကြော်ပြပေးတော့မှာပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့မတွားခင် like and subscribe လေးနှိပ်ပေးကြပါအောင်ခင်ဗျာကဲဒါဆိုစလိုက်ကြရအောင်ပထမအဆုံးကျွန်တော်တို့စီစုကူကိုအရင်တောင်းရမှာပဲဖြစ်ပါတယ်ဘယ်မှာတောင်းရမလဲဆိုတော့ Play Store မှာတောင်းလို့ရပါတယ်ဗျစီစုကူလို့ရိုက်စားလိုက်ပါအပေါ်ဆုံးမှာပေါ်လာတဲ့ဟာကိုတောင်းလိုက်ပါတောင်းလုပ်ပြီးရင်19 fps လို့ရိုက်စားလိုက်ပါအပေါ်ဆုံးဟာကိုတောင်းလိုက်ပါကျွန်တော်ကတောင်းပြီးပြီဆိုတော့တောင်းစရာမလိုတော့ပါဘူးဒါပေမဲ့မတောင်းရသေးဘူးဆိုရင်တော့တောင်းလိုက်ပါကဲပထမအဆုံးစီစုကူထဲကိုဝင်လိုက်ပါကဲဝင်လာပြီဆိုရင် pairing ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ notification option ကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုကျွန်တော်တို့ဒါလေးကိုဖွင့်ပေးရမှာပဲဖြစ်ပါတယ်အောက်ဆုံးမှာ deploy option ကိုထည့်နှိပ်လိုက်ပါကျွန်တော်တို့စတင်ထဲရောက်လာပြီဆိုရင် USB debugging ဆိုတဲ့ဟာကိုဖွင့်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ခဏစောင့်လိုက်ပါရပြီဆိုအမှန်စစ်လေးနှိပ်ပြီး OK လေးကိုနှိပ်လိုက်ပါပြီးရင် wireless debugging ကိုထည့်နှိပ်လိုက်ပါဒီနေရာမှာဆို Wi-Fi စိတ်ထားမှဖွင့်လို့ရမှာပဲဖြစ်ပါတယ်ပြီးရင်ကုတ်ကိုနှိပ်လိုက်ပါနှိပ်ပြီးရင်အပေါ်မှာပေါ်လာတဲ့ကုတ်ထည့်ခိုင်းတဲ့နေရာကိုနှိပ်ပြီးကုတ်ရိုက်ထည့်လိုက်ပါဒါဆိုရပါပြီပြီးရင်ထွက်လိုက်ပါပြီးရင် start ကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုခဏစောင့်လိုက်ပါဒီလိုပုံစံပေါ်ရင်ရပါပြီပြီးရင်ကျွန်တော်တို့ထွက်လိုက်ပြီး90 fps ထဲကိုဝင်လိုက်ပါအပေါ်က allow at the time ကိုနှိပ်လိုက်ပါပြီးရင်အပေါ်က120 fps ကိုဖွင့်လိုက်ပါဖွင့်ပြီးပြီဆိုအပြာရောင်ဟာကိုနှိပ်လိုက်ပါဒါဆိုခဏစောင့်လိုက်ပါဒါဆိုရပါပြီအားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်